ပြောနော်ကြီးနော်ကြီးတို့လည်းဘယ်သွားဖို့တော့ဗျဘာပြောမလို့ဗျဟာနော်ကြီးတို့ကြည့်ရတာတဲလဲတန်းလာတော့ကိုဗျတန်းနာတော့ကြောင်ဆိုကျုပ်တို့ရွာကလူတွေကတထေးတွေဗျအခုတော့မြို့ကနေတန်ဖိုးကြီးပစ္စည်းတွေဝယ်လာတာဗျစီးရဲတယ်ဆိုတော့အဘိဓာတို့ရွာကကြားတောင်းမကြဘူးတို့ရွာကရွာသားတွေတုံးချုံနေရမြို့ကမြို့သားတွေပြီးတော့မမြူးကွာအခုတော့ပုံထားရပစ္စည်းကောင်းတွေဝဲလာတာဗျဟဲ့ဟုတ်လားဒါဆိုရင်နော်ကြီးတို့လည်းကျုပ်တို့ကတက်တိုက်လိုက်ပြီဗျကျော်စွာဖို့နေတော့ကွယ်ကျော်စွာဖို့နေတော့ငွေကြေးလည်းမရှိဘူးကွာခွေးလည်းမရှိဘူးကွာအကျွေးလည်းမရှိဘူးကွာဘာမှမရှိဘူးကွာမင်းဘာလုပ်လဲကွာပြောရမင်းဘာလုပ်လဲကွာပြောရမင်းပါလာလာလေးနာကုံလုံးကိုငါဆွဲ